အားလုံးမင်္ဂလာပါရှင်ဆင်မပေါ့နော်ဒီနေ့ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအရာလေးကတော့မိတ်ဆွေရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာပေါ့နော်အခုဆင်မပြောသွားမယ်အကြောင်းအရာတွေကိုဖြစ်ပေါ်စေမဲ့နံပါတ်တွေပါရင်အမြန်ဆုံးပြောင်းလဲရမှာပဲဖြစ်တယ်ပေါ့နော်အိမ်တော်ကြီးမိတာကြီးကိစ္စရက်တွေမှာပေါ့နော်များစွာသောပူလောင်တော့ကောင်ဖြစ်စေမယ်ကိုချစ်ခင်ရတဲ့ချစ်သူအိမ်တော်ဘာနဲ့တူတူနေထိုင်တဲ့အခါမှာလဲပူပင်တော့ကအပူတော့ကများစွာကိုဖြစ်ပေါ်စေမယ်ဒါမှမဟုတ်လို့ဝေးကွာခြင်းမျိုးဒါမှမဟုတ်လို့ရှိရင်တယောက်တနေရာစီခွဲပြီးနေရတာမျိုးပေါ့နော်ဒီလိုဝေးကွာခြင်းမျိုးခွဲခွာခြင်းမျိုးတေဆုံးခြင်းမျိုးပေါ့နော်အဖြစ်ပြက်ပေါင်းများစွာကိုဖြစ်ပေါ်လာစေမယ်အိမ်တော်ကြီးမြစ်တာကြီးအပြက်ပေါင်းများစွာကိုဖြစ်ပေါ်စေမယ်နံပါတ်တွေလို့ခေါ်တယ်ပေါ့နော်ကို့မှာလုံနိုင်တဲ့ရည်ချင်းအစွမ်းစားတွေလည်းများစွာရှိနေပေမဲ့ဒီကိုယ့်ရဲ့လုံနိုင်တဲ့ရည်ချင်းစောစားတွေကလည်းတိမ်မြုပ်လာမယ်ပျောက်ကွယ်စေမယ်နံပါတ်လို့ခေါ်တယ်ဒါကြောင့်မလို့ဒီလိုနံပါတ်မျိုးဟာမိတ်ဆွေရဲ့ကန်ဆောင်တဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုတော့အမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့ဒီနံပါတ်တွေလေးကတော့ကန်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာ1222111ဆိုတဲ့နံပါတ်တွေလေးဒါပါနေပြီဆိုတော့အမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုဆင်မကပြောပြပေးသွားတာပဲဖြစ်တယ်ပေါ့နော်နောက်လေစိတ်ဝင်စားစရာနံပါတ်တွေအကြောင်းအလေးတွေကိုဆင်မကပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆင်မရဲ့ page လေးကို like and follower လေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့နော်မိတ်ဆွေတို့ရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်အစိုးကောင်းကြောင်းတွေကိုလည်းဆင်မရဲ့ Facebook Messenger သို့မဟုတ် TikTok ချက်ပေါက်မှာလာပြီးတော့အခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်